အသင်းကြီးစီပြောင်းမဲ့ငိမ့်ညံအောင်ကွင်းလေပိုင်းမှာအတီးငိမ့်ဆုံးပုံစံနဲ့အကောင့်ဆုံးပုံစံတစ်ခုကိုပြသနေစေဖြစ်တဲ့ဝိုင်းရင်ကွင်းလေကစားသမားတအုပ်ဖြစ်တဲ့ငိမ့်ညံအောင်ဟာလာမယ့်ရာသီမှာတော့မြန်မာ National League ထိပ်တန်းကလပ်အသင်းတစ်သင်းကိုပြောင်းရွှေ့တော့မယ်လို့သိရှိရပါတယ်။လက်ရှိချိန်မှာအသက်30အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ငိမ့်ညံအောင်ဟာကွင်းလေခန်းစစ်ပိုင်းမှာရောကွင်းလေတိုက်စစ်မှာပါကစားနိုင်တဲ့ကစားသမားတအုပ်ဖြစ်တယ်လို့မောင်မောင်လွင်အောင်သူကျော်မင်းဦးတို့လိုကစားသမားတွေရဲ့ခစ်ပြိုင်ကစားသမားတအုပ်လည်းဖြစ်ပြီးနီးပြကြီးဂစီစီမွေးထုတ်ခဲ့တဲ့မြန်မာ U20 အသင်းကကစားသမားတအုပ်လည်းဖြစ်ပါတယ်။ဒါအပြင်ငင်းညံအောင်ဟာကွင်းလေပိုင်းမှာဘောလုံးဖြန့်ဖြူးမှုဂိုးဖန်တီးမှုတွေကောင်းမွန်သလိုပြစ်ဒဏ်ဘောကနေတဆင့်ပြိုင်ပတ်အသင်းတွေကိုဂိုးပေါက်ချိန်ချောက်တက်လေးရှိတဲ့ကစားသမားတအုပ်လည်းဖြစ်ပါတယ်။ဒါပေမဲ့ငင်းညံအောင်ဟာသူ့ရဲ့အကောင့်ဆုံးရွယ်မှာကြုံတွေ့ခဲ့ရတဲ့ဒဏ်ရာပြဿနာတွေကြောင့်ထွန်းပေါက်တင်သလောက်မထွန်းပေါက်ခဲ့ပေမဲ့လက်ရှိချိန်ထိမြန်မာလိမှာတော့အကောင့်ဆုံးကစားသမားတွေတဲကတအုပ်ဖြစ်ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ငင်းညံအောင်ဟာပြီးခဲ့တဲ့ရာသီတုန်းကဒဂုံစတာအသင်းနဲ့တူ2025-2026မြန်မာ National League ပြိုင်ပွဲတွေကိုရှင်ပြိုင်ကစားခဲ့ပြီးရာသီပြီးဆုံးချိန်မှာတော့အမှတ်ပေးဆက်ရဲ့အဆင့်3နေရာမှာရပ်တည်နိုင်ခဲ့ပေမဲ့သူ့အနေနဲ့အောင်မြင်မှုတွေရရှိခြင်းသလိုအာရှအဆင့်ပြိုင်ပွဲတွေဖြစ်တဲ့ AFC အဆင့်ပြိုင်ပွဲတွေကိုရှင်ပြိုင်ကစားလိုတာကြောင့်အခုလာမယ့်2026-2029မြန်မာ National League ရာသီမှာတော့ထိပ်တန်းကလပ်အသင်းတစ်သင်းကိုပြောင်းရွှေ့သွားမှာဖြစ်ပြီးပြောင်းရွှေ့ဖို့ကလည်းရန်ကုန်ပြည်နီးပါးကျင်းတင်နေလဲရှိတယ်လို့သိရှိရပါတယ်။အခုနှစ်ဘောလုံးရာသီအတွက်ငင်းညင်းအောင်ကိုခေါ်ယူသွားမယ်မြန်မာ National League ထိပ်တန်းကလပ်အသင်းကတော့အောင်မြင်မှုတွေကိုများစွာရယူခဲ့မှုတဲ့အသင်းတစ်သင်းဖြစ်ပြီးအခုနှစ်ဘောလုံးရာသီမှာနီးပြချုပ်ရာထူးကိုအပြောင်းလဲပြုလုပ်ထားတဲ့အပြင်အသင်းရဲ့ပြည်တွင်းဒီကကစားသမားတချို့နဲ့ပြည်ပကစားသမားတချို့ကိုလမ်းခွဲပေးထားပေမဲ့ရုရှားကစားသမားတအုပ်ကိုလည်းခေါ်ယူထားသလို2026-2029 AFC Challenge League ပြိုင်ပွဲတွေကိုလည်းရှင်ပြိုင်ကစားဖို့ရှိနေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီအသင်းကြီးအနေနဲ့ငင်းညင်းအောင်ကိုခေါ်ယူထားမှုကိုဘယ်ချိန်မှထုတ်ပြန်မလဲဆိုတာကတော့မြန်မာဘောလုံးချစ်ပရိသတ်တွေနဲ့တူစောင့်ကြည့်တော့ရမှာလည်းဖြစ်ပါတယ်။